ကျမကိုခေါ်သွားပါအဝတ်လျှော်တတ်တယ်ထမင်းဟင်းချက်တတ်တယ်ကလေးထိန်လဲတတ်တယ်ဘာခချင်းငွေမှမလိုချင်ပါဘူးအိမ်ခေါ်သွားပြီးထမင်းကျွေးရင်လုံလောက်ပါပြီတကယ်ပြောတာပါကျမအရန်စကားနားထောင်တာကားအက်ဆီဒင့်ဖြစ်ပြီးတဲ့နောက်ဒီလိုအငတ်ဘေးဆိုင်နေတဲ့ခေတ်စီရောက်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူးတကောင်ကျွတ်ဘာထောက်ထားမှမရှိပဲခရီးသွားလာခွင့်လက်မှတ်လည်းမရှိအားကိုးရာဩဇာရှိသူတယောက်မြ мян မရှာနိုင်ရင်သူများနိုင်ကျင့်တာပဲခံရတော့မှာကောင်းပြီလေကျေးဇူးတင်ပါတယ်ကျေးဇူးရှင်ကျမမှာဆွေမျိုးမရှိဘူးကိုဆုံးဖြတ်ချက်နဲ့ကိုပဲငွေပေးစရာမလိုပါဘူးအင်းရှူတိုးတိုးလို့ဟိုအရက်ရှိရှိနဲ့လူကကြည့်ရတာတာမန်မဟုတ်ဘူးသွားမရှုံနဲ့အရန်ကောက်ကျစ်တာသူမိဘမယ်မှန်းတာတီးခဲ့ရင်စားစရာနဲ့လဲဖို့ပြည့်တစားအိမ်ကိုစောစောစီးစီးရောင်းပစ်ခဲ့မှာပေါ့အဲ့ဒီခန္ဓာကိုယ်ချိုးစားကဈေးကောင်းကောင်းရနိုင်တယ်ဟီဟီဦးလေးလေးပြန်လာပြီအိမ်ထဲဝင်ကြအတော်လို့ခေါ်လိုက်အတော်တဲ့အတော်အားလုံးပဲမင်္ဂလာပါအတော်ကူအာလန်အတော်ကမင်းကိုအပြစ်ပြောနေတာမဟုတ်ပါဘူးအခုအတော်မင်းကိုမိတ်ဆက်ပေးမယ်ဒီကောင်မလေးကအနီးနားရွာတွေမှာတောင်ရှာမတွေ့နိုင်တဲ့မိန်းကလေးကောင်းလေးပါဒီနေ့ဒါဒီခွင့်ရေးကိုလက်လွတ်ခံလိုက်ရင်နောက်ထပ်ရတော့မှာမဟုတ်ဘူးနော်ကျွန်တော်မှဇနီးရှိနေပါပြီကူအာလန်ရဲ့မင်းနဲ့အဲ့ဒီကောင်မလေးကမင်္ဂလာမှမဆောင်ရသေးတာပဲဘလို့လုပ်လင်မရလို့ခေါ်နိုင်ပါလဲအတော်ပြောမယ်အဲ့ဒီကလေးနှစ်ယောက်ကတကယ်ကိုဆက်မွေးထားလို့မဖြစ်ဘူးမင်းလွန်ခဲ့တဲ့နှစ်တွေကစစ်ထဲဝင်သွားတော့ကသူတို့အမေရင်းကသူတို့ကိုမွေးရင်းဆုံးသွားခဲ့တယ်သူတို့အဖေရင်းကလည်းလွန်ခဲ့တဲ့နှစ်ကအိမ်ဆောက်ရင်းခေါင်မိုးတန်းပြီးဆုံးသွားပြန်ရောမနှစ်ကဆိုကူမိသားစုကလူကြီးတွေတောင်အကုန်ဆုံးသွားကြသေးတယ်ပြီးတော့လွန်ခဲ့တဲ့နှစ်ရက်ကမင်းခေါ်လာတဲ့ကောင်မလေးဆိုလဲအိမ်ထဲဝင်ချင်းပဲဒုက္ခရောက်တာပဲလေအတော်ပြောတာနားထောင်ပြီးအဲ့ဒီကလေးတွေကိုသူများပေးလိုက်စမ်းပါမင်းအဲ့ဒီကလေးနှစ်ယောက်ကိုသူများပေးလိုက်တဲ့နဲ့ချမ်းမိသားစုကကောင်မလေးကပြောတယ်မင်းသာဒီကလေးတွေကိုပေးလိုက်မယ်ဆိုရင်သူကငွေ9ကျပ်သားကိုတင်တောင်းငွေအဖြစ်ယူလာပြီးမင်းနဲ့လက်ထပ်မယ်တဲ့ကျွန်တော်ဇနီးတတိယလာမလားဆိုတာကကျွန်တော်ကိစ္စပါသူ့ကိုအိမ်ခေါ်လာပြီးကလေးကသူဟာကူမိသားစုဝင်ဖြစ်နေပါပြီတပေါင်နဲ့အပေါင်ကကျွန်တော်အကိုရဲ့သွေးသားတွေပါသူတို့ရဲ့တူးလေးသောဆွေမျိုးအနေနဲ့ကျွန်တော်သူတို့ကိုဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူးအိမ်မှာပြုစုပေးဖို့လိုတဲ့လူနာရှိနေသေးလို့လိုက်မပို့တော့ဘူးကူအာလန်တေချာစဉ်းစားတော့နောက်မှနောင်တမရနဲ့ငကြောက်နဲ့ဦးလေးလေးကမင်းတို့နှစ်ယောက်လုံးကိုစောင့်ရှောက်ပေးမယ်အဲ့ဓာတွေကမင်းတို့နဲ့မဆိုင်ပါဘူးနော်အင်းကျမတမင်ခိုးနားထောင်တာမဟုတ်ပါဘူးရပါတယ်မိသားစုအခြေအနေကိုမင်းလဲသိထားဖို့လိုတာပဲတတိယလာပြီဆိုတော့အရင်ဆုံးတစ်ခုခုစားလိုက်ဘိုင်းဝါမှစေးတော့ကျမဘာသာလုံနိုင်ပါတယ်ကျေးဇူးပါမင်းနာမည်ဘယ်လိုခေါ်လဲလောကောလို့ခေါ်တယ်ရှင်ကရောကူချင်းချမ်းပါကူချင်းချမ်းအင်းအခုချိန်ကစပြီးငါတို့ကနေမယားတွေပဲ